တာဝတိပြည်ဇေတဝန်ကျောင်းတော်ကြီးတိတ်ဆိတ်လာသောညချမ်းချိန်တွင်ဖြစ်ပါသည်မြတ်စွာဘုရားရှင်လက်ဝဲတော်ရန်ရှင်မဟာမောက္ကလံမထေရမြတ်သည်တရားတော်ကိုဆင်ခြင်နေတော်မူပါသည်အရှင်မြတ်သည်ဧတရက်ဘွဲ့ရတကူတော်အရာ၌အသာဆုံးသောရဟန္တာမြတ်ကြီးဖြစ်တော်မူလာနှင့်အညီတရဝါတို့ပေါ်၌လည်းတနာကရုဏာလွန်ကြီးမားတော်မူပါသည်ဤလောက၌လူသားတို့သည်ကောင်းမှုနှင့်မကောင်းမှု၏အကျိုးဆက်ကိုမျက်ဝါးထင်ထင်မမြင်ကြသဖြင့်ဒုစရိုက်များကိုရဲရဲဝံ့ကျူးလွန်နေကြကုန်တယ်ငါသည်ငရဲပြည်သို့တွားရောက်၍ထိုနေရာရှိငရဲသားတို့၏ဆင်းရဲဒုက္ခကိုမြင်တွေ့ကာလူပြည်သို့ပြန်လည်ပြောကြားမှဖြစ်တော်မူဟုကြံဖြစ်တော်မူပါသည်အရှင်မြတ်သည်ဇရုဒ္ဓဇံတမန်ဘက်ကိုဝင်စားတော်မူပြီးခန္ဓာချင်းတွင်ပင်ဇေတဝန်ကျောင်းတော်မှာကွယ်ပြောက်၍အမောင်လူဖုံးလွှမ်းနေသောကြောက်မက်ပွဲကောင်းလာသောယမမင်းကြီးအုပ်ချုပ်ရာငရဲပုံသို့ရောက်ရှိသွားတော်မူပါသည်အရှင်မဟာမောက္ကလံသည်တကူတော်ဖြင့်ငရဲပြည်ကောင်းကင်ရံ၌ရက်တက်နေတော်မူခဲ့ပါသည်အောက်ဘက်တွင်မူအဝီးစီငရဲမှတက်လာသောမင်းရန်တို့သည်ပြင်းထန်လာသောအရှင်ဖြင့်တောက်လောင်နေကြပါသည်ညီတော်တံများအော်ဟစ်တံများသည်ကဘာပြတ်တဲ့ကဲ့သို့ကျေလောင်လာပါသည်အရှင်မြတ်ပထမဦးဆုံးမြင်တွေ့ရသည်မှာအတိပတ္တဝနာဟုခေါ်သောတန်လျက်ရွက်သောငရဲဖြစ်ပါသည်ထိုနေရာရှိတစ်ပင်များ၏အရွက်များသည်ဓာတော်များကဲ့သို့ထက်မြက်လာပါသည်လေးတိုက်လိုက်တိုင်းထိုဓာရွက်များသည်ငရဲသားတို့၏ခန္ဓာကိုယ်ပေါ်သို့ကြွေကြကာတသားစီပန်းဖက်နေကြလေတယ်။အိုအရှင်ဘုရားကျွန်တော်မျိုးတို့ကိုကယ်ပါဦးစားလောင်လာပါပြီနာကျင်လာပါပြီဟုငရဲသားတို့ကတွေးတန်ရဲရဲဖြင့်အရှင်မြတ်ကိုမြင်ကာလမ်း၏အော်ဟစ်တောင်းပန်နေတော့တယ်။အရှင်မြတ်သည်ထိုငရဲသား၏ဝတ်ကြေးကိုဆင်ခြင်ကြည့်တော့ခါလူဘဝတုန်းကသူတစ်ပါးသားများကိုပြစ်မှားခဲ့သူလက်နက်ဖြင့်တရဝါတို့ကိုညှဉ်းပန်းခဲ့သူဖြစ်ကြောင်းမြင်တော်မူခဲ့ပါတယ်။အရှင်မဟာမောက္ကလံသည်တကူတော်ဖြင့်ကောင်းကင်ရံနဲ့ရက်တန့်လျက်အောက်ဘက်သို့ငေါ့ကြည့်လိုက်တော့ခါကြောက်မက်ပဲကောင်းလာသောအဝေးစီမဟာငရဲကြီးကိုမြင်တွေ့ရလေတယ်။ထိုငရဲသည်အကျယ်ဝန်းအဖြစ်ယူဇနာတရားရှိပြီးဘေးပတ်လေကိုတန်တရန်းကြီးများဖြင့်ကာလန်ထားလေတယ်။အပေါ်ဘက်တွင်လည်းတန်ပြားကြီးများဖြင့်ပိတ်ဖုံးထားရာထွက်ပေါက်ဟူ၍မရှိပေ။ထိုနေရာ၌တောက်လောင်နေသောငရဲမီးများသည်အလွန်ပြင်းထန်လာပါသည်။အရှိဘက်မှလာသောမီးလျံသည်အနောက်ဘက်သို့ထွန်းပေါက်သွားလေတယ်။အပေါ်မှလာသောမီးလျံသည်အောက်သို့ဆိုက်ဆင်းသွားပါသည်။ငရဲသားတို့သည်ထိုမီးလျံများကြားတွင်ငချင်းစီပူထိုးတကဲ့သို့တလူလူတလဲလဲခံစားနေကြရပါသည်။အော်ဤတရဝါတို့သည်အခိုက်အတန့်များပင်နားခွင့်မရကြပါတကားဟုရှင်မြတ်သည်ကရုဏာစိတ်ဖြင့်ဆင်ခြင်မိလေတယ်။အဝီစီငရဲဟုသည်ကြားမရှိခြင်းဟုအတိပ္ပယ်ရသည့်တိုင်ဆင်းရဲဒုက္ခခံစားရမှုတွင်အားလက်ခြင်းမလုံးဝမရှိပေ။အရှင်မြတ်သည်ငရဲမီးလျံများကြားတွင်ခန္ဓာကိုယ်တစ်ခုလုံးမိတောက်လောင်နေတော့လဲမတည်နိုင်ပဲတဆဆအိုဟိနေသည့်ငရဲသားတို့ကိုမြင်တွေ့ရလေတယ်။ထိုငရဲသားသည်အရှင်မြတ်ကိုမြင်လျင်မီးလျံကြားမှလက်အုပ်ချီကအရှင်ဘုရားတပည့်တော်ကိုကယ်တော်မူပါတပည့်တော်၏ခန္ဓာကိုယ်သည်အဖျားလောက်များနားရမရှိအောင်ပူလောင်လာပါပြီတပည့်တော်သည်လူဘဝတုန်းကမိုင်မဲခဲမိပါတယ်ဟုငုံယိုကပြောဆိုချထားလေတယ်အရှင်မြတ်ကတင်ဒီလူဘဝ၌မိရိကံကိုပြုခဲ့တဲ့နည်းဟုမင်းမြတ်တော်မူသောအခါထိုငရဲသားကတပည့်တော်သည်လောဘဇောတက်ကမိမိအားကြိုးပမ်းပြုစုခဲ့သောဖခင်ရင်ကိုပစ္စည်းဥစ္စာမှတ်သဖြင့်တက်ခဲ့မိပါတယ်ထိုအာနန္ဒရိယကံကြောင့်ယခုအခါဝီရိငရဲ၌နှစ်ပေါင်းကလေးရာမကခံစားနေရခြင်းဖြစ်ပါတယ်ဗျာလူပြည်ကလူသားတွေကိုပြောပြပါဗျာမိဘကိုပြစ်မှားခြင်းသည်အလွန်ကြောက်စရာကောင်းကြောင်းနောက်လိုက်ရခြင်းသည်နောက်ကျသွားတတ်ကြောင်းကိုပြောပြပေးပါဦးဗျာဟုရင်ကွဲမသက်အော်ဟစ်ပြောဆိုလေတော့တယ်အရှင်မြတ်သည်ဆက်လက်၍ကြာရှိတော်မူရာအခြားတနေရာတွင်ငရဲသားတို့သည်ပါဇက်များကိုဖျဲထားကြရပြီးငရဲတင်းတို့ကအရေးဖြော်ထားသောတရင်ဘူးများကိုခွက်ပြစ်လောင်းထည့်နေသည်ကိုမြင်ရပြန်ပါတယ်ထိုငရဲသားတို့သည်အော်ဟစ်ကြတော့လည်းမရတရင်ဘူးများကလေကြောင်းမှတဆင်ဝမ်းပိုက်အတွင်းသို့ဆင်းသွားကာဦးမာကြီးဦးသိမ်းများကိုလောင်ကျွမ်းစေတယ်ဤသူတို့သည်ဒုဘဝတွင်မုဒဝါဒလင်းလဲခြင်းဝိတုနာဝါစာဂုံတိုက်ခြင်းနှင့်ဖရုဒဝါစာစေရတန်းထွာခြင်းတို့ကိုပြုလုပ်ခဲ့ကြလူများဖြစ်ကြပါတယ်သူတို့ဘာကြားတွင်ရန်တိုက်ပေးခဲ့ခြင်းယဟန်တန်ဃာတော်နှင့်သူတော်စင်တို့ကိုကဲ့ရဲ့ရှုံချခဲ့ခြင်းတို့ကြောင့်ဤကဲ့သို့ပါဇက်မှတဆင်ဝေကြီးခံနေရခြင်းဖြစ်ပါတယ်အရှင်မဟာမောက္ကလံသည်အဝီစီငရဲမှတဆင်ကာလတို့ငရဲတို့ကြွချီတော်မူခဲ့ပါတယ်ထိုငရဲတို့ရောက်သောအခါမြင်ကွင်းမှထူးဆန်းလျက်ကြောက်မက်ပဲကောင်းလာပါတယ်ငရဲသားတို့သည်ပူပြင်းလာသောတံမြင်ပေါ်တွင်ပက်လက်အိတ်နေကြရပါတယ်ငရဲတင်းတို့သည်လက်သမားတို့အသုံးပြုသောမြင်းကြိုးကဲ့သို့သောမိတောင်နေသည့်မြင်းနက်ကြီးများကိုကင်ဆောင်ထားကြပါတယ်၎င်းတို့သည်ငရဲသားတို့၏ခန္ဓာကိုယ်ပေါ်တွင်ဒေါင်းလိုက်ကက်လိုက်ဖြင့်မြင်းများရိုက်ကြလေတယ်ထို့နောက်ထုံမြင်းများတိုင်းလွားများပစိတ်များဖြင့်တစားစီပန်းဖြတ်ကြလေတော့တယ်အရှင်ဘုရားကျွန်တော်မျိုးတို့ခန္ဓာကိုယ်ကိုအပိုင်ဖြစ်နေတာကိုကြည့်ပါဦးဘုရားမတည်နိုင်မဲ့ထက်ကအယိုးအသားတွေကွဲရနေရပါတယ်ဟုငရဲသားတို့ကငိုကြွေးကြပြန်ပါတယ်အရှင်မြတ်ကဆင်ခြင်ကြည့်တော့အခါထိုလူတို့သည်လူဘဝတုန်းကမတရားသောအုပ်ချုပ်သူများသူတစ်ပါး၏နေမြေကိုလူယူသူများနဲ့တရိษံများကိုရက်ဆက်စွာတပ်ဖြတ်ခဲ့သူများဖြစ်ကြလေတယ်
သူတို့သည်သူတစ်ပါး၏အခွင့်အရေးကိုမြေနာကတ်တက်ပြီးနှိမ့်ဆက်ခဲ့တဲ့ဖြင့်ယခုအခါမိမိတို့ကိုယ်တိုင်မြေရိုက်ကပပိုင်းဖြတ်ခံနေရခြင်းဖြစ်ပါတယ်ဆက်လက်၍အရှင်မြတ်သည်တန်ခါသငရဲတို့ရောက်ရှိခဲ့ပင်ပါတယ်ထိုနေရာ၌တောင်ကြီးနှလုံးသည်မိတော်မီလျံများဖြင့်တောက်လောင်နေရာတစ်ဖက်နှင့်တစ်ဖက်ပြေးလွှား၍ရိုက်ခတ်နေကြပါတယ်ငရဲသားတို့သည်ထိုတောင်ကြီးနှလုံးကြားတွင်ညက်မိကကြံပင်များကိုကျိတ်ဆက်ဖြင့်ကျိတ်တကဲ့သို့တွေ့ရန်ကြီးများဖြစ်နေကြပါတယ်အရှင်မြတ်သည်ထိုမြင်ကွင်းကိုကြည့်၍စိတ်နှလုံးမချမ်းမမြေ့ဖြစ်တော်မူလေတယ်ဤသတ္တဝါတို့သည်လူဘဝနှင့်စင်မြင်းကျွဲနွားစသည့်တိရစ္ဆာန်များကိုအလွန်အကျွံလှုပ်ခိုင်းခဲ့သူများသတ္တဝါတို့ကိုနင်းချေနှိမ့်ဆက်ခဲ့သူများဖြစ်ကြောင်းသိတော်မူလေလေ။အိုးလူသားတို့တင်းတို့သည်ခဏသာအာနာရှိခိုက်ခဏသာအာရင်ရှိခိုက်တွင်အားနည်းသူတို့ကိုနှိမ့်ဆက်ခဲ့ကြတယ်။ယခုမူတင်းတို့၏ကံကြမ္မာသည်တင်းတို့ကိုပြန်လဲနင်းချေပြီးတကားဟုရှင်မြတ်ကမိန့်ကြားတော်မူလေတယ်။အရှင်မဟာမောဂလန်သည်ငရဲဘုံနှင့်ကြည့်ရှုပြီးနောက်လူပြည်တို့ပြန်လဲကြွစီရန်ပြင်တော်မူလေတယ်။ထိုအခါငရဲသားပေါင်းတို့သည်အရှင်မြတ်၏ခြေတော်ရင်းတို့ဝတ်ဆင်းကတောင်းပန်စကားဆိုကြကုန်တော့တယ်။အရှင်ဗျာလူပြည်ကိုပြန်ရောက်ရင်ကျွန်တော်မျိုးတို့ရဲ့သားမယားဆွေမျိုးတွေကိုပြောပြပါဗျာ။တင်တို့ရဲ့ဖခင်ခင်မိုးမောင်နှမတွေဟာငရဲမှာကြီးကျယ်ဆင်းရဲနေရပါပြီ။ကျွန်တော်မျိုးတို့အတွက်ရည်စူးပြီးဒါနပြုပေးပါတိလဆောက်တည်ပေးပါအမြအတန်းပေးဝေပေးပါလို့ပြောပြပါအောင်ဗျာ။အမြအတန်းရမှာတာကျွန်တော်မျိုးတို့ဒီဒုက္ခကတက်တာခွင့်ရမှာပါဗျာဟုတစားစားမှာကြားကြလေတော့တယ်။အရှင်မြတ်သည်ထိုသနာစပွဲတောင်းပန်တဲ့များကိုမှတ်သား၍ကောင်းကင်ရန်တို့ပြန်တက်ကလူပြည်ရှိတာဝတိပြည်တို့ခဏချင်းတွင်ပြန်လည်ရောက်ရှိသွားတော်မူလေတယ်။အရှင်မဟာမောဂလန်မင်းထေမြတ်သည်ငရဲပြည်ကျောင်းမပဲမြင်ကွင်းများမြင်တွေ့ခဲ့ပြီးနောက်တကိုးတော်ဖြင့်ဇေတဝန်ကျောင်းတော်ဘက်သို့ပြန်လည်ကြွမြန်းတော်မူလေတယ်။ကျောင်းတရားဝန်းကျင်သည်အေးချမ်းလာတော့လဲအရှင်မြတ်၏စိတ်အောင်တွင်မူငရဲသားတို့၏အော်ဟစ်ညီးသွားတဲ့များကပဲ့တင်ထက်နေစေဖြစ်ပါတယ်။မိုးသားရန်ချိန်တွင်အရှင်မြတ်သည်မြတ်စွာဘုရားရှင်တရင်300ကန္နာကုဋ္ဌိတိုက်သို့ကြွချီကရှေ့ကိုကြော့ပြီးလင်မိမိမြင်တွေ့ခဲ့ရသည်များတို့တင်လျှောက်တော်မူလေတယ်။မြတ်စွာဘုရားတပည့်တော်သည်ယမမင်းကြီးအုပ်ချုပ်ရာငရဲပုံ၌တတဝါတို့ခံစားနေရသည့်မိုးဒုက္ခများကိုမျက်ဝါးတင်မြင်တွေ့ခဲ့ရပါပြီ။အဝိဇ္ဇငရဲမှမိတော်များသည်လူသားတို့၏ဒုစရိုက်ကံများကြောင့်ပုံမှန်ပြည့်ထန်နေပါလေဗျာ။ငရဲသားတို့သည်လည်းသူတို့၏ဆွေမျိုးသားချင်းများကိုအမြအတမ်းပေးဝေရန်တောင်းပန်စကားမှာကြားလိုက်ပါလေဗျာဟုလျှောက်ထားလေတယ်။မြတ်စွာဘုရားရှင်ကခြေသားမောက်ကလန်တင်းမြင်တွေ့ခဲ့ရသည်မှာမှန်ပေတယ်။လောက၌လူသားတို့သည်မတိနားမလည်မှုအဝိဇ္ဇာဖုံးလွှမ်းနေကြသဖြင့်ကံ၏အကျိုးကိုမယုံကြည်ကြပဲဒုစရိုက်၌မွေးလျော်နေကြကုန်တယ်။တင်းဒီထိုမြင်တွေ့ခဲ့ရသည်တို့ကိုလူအများသိရှိအောင်ဟောကြားပါလို့ဟုမိန့်ကြားတော်မူလေတယ်။နန္ဒလေးတော်ခါရှင်မဟာမောဂလန်သည်ဆုံးခံကြရင်တာဝတိပြည်ကြီးလူအများစုဝေးရနေရာ၌ရပ်တန့်တော်မူလေတယ်။အရှင်မြတ်၏မျက်နှာတော်သည်ကရုဏာနှင့်ရှင်သဖြင့်တည်ငြိမ်အေးချမ်းတော်လဲအတန်တော်မှမူဟိမ့်ထွက်နေလေတယ်။အိုတကားမပေါင်းတို့တင်းတို့သည်ယခုအချိန်၌စားတော့ပြောပါနေကြတော့လေတင်းတို့ပြုမိနေသည့်ကံသည်အကျိုးပေးသည့်ရှိသည်ကိုတတိပြုကြလော့ငါသည်ယမန်ညာကငရဲပြီးတော့ကြွခဲ့ပါတယ်ထိုနေရာ၌တင်းတို့၏ကွယ်လွန်သွားသောဆွေမျိုးအချို့ကိုတွေ့ခဲ့ရသည်ဟုမိန့်တော်မူတော့ကလူအများမှအံ့ဩသင့်ကဝမ်းအုံလာကြပါတယ်အရှင်မြတ်ကငရဲသားတို့ဦးချင်းစီနာမည်နဲ့သူတို့မှာကြားလိုက်သည့်စကားများကိုအသေးစိတ်ပြောပြတော်မူပါတယ်အိုမျိုးတော်ကဗမဲစရာ၏ဖခင်သည်ယခုအခါတန်ရင်ပူလောင်ခြင်းခံနေရပြီသူသည်လူဘဝတုန်းကပြည့်စည်ခြင်းလဲလှယ်ရာတွင်ဆင်းလဲခဲ့သူဖြစ်တယ်သူကသူသားအလူတန်းပြည့်ရဲ့မြဝေရန်ငုံယိုကမှာကြားလိုက်ပါတယ်ဟုမိကြားတော်မူတော့ခါထိုပပဲစရာသည်ထိတ်လန့်တုံလုံးကအရှင်မြတ်၏ခြေရင်း၌ဝဆင်းကိုကြွေးလေတော့တယ်အရှင်မြတ်သည်လူအပေါင်းကိုစုဝေးစေတဲ့ငရဲပြည်ဆင်းရဲဒုက္ခကာလရှည်ကြပုံကိုနိုင်ရှင်ပြတော်မူပါတယ်တကားတို့ငရဲပြည်၌ခံစားရသောဆင်းရဲသည်ဤလူပြည်၌အပြင်းထန်သောယောဂဝေဒနာထက်အစာပေါင်းကလေးကရာမကပုံမှန်ပြင်းထန်လာပါတယ်တင်းတို့သည်ပါဇက်မှမကောင်းပြောခြင်းလက်မှမကောင်းမှုပြုခြင်းစိတ်မှမကောင်းကြံခြင်းတို့ကိုခဏတာများပျော်ရွှင်မှုအတွက်မပြုလုပ်ကြပါနှင့်ထိုကဏတာမှသည်နှစ်ပေါင်းတန်းချီသောဒုက္ခကိုဖြစ်စေနိုင်ပါလေဟုတတိပေးတော်မူလေတယ်ထိုနေ့မှစ၍တာဝတိပြည်သူပြည်သားတို့သည်ဒုစရိုက်မှုများကိုကြောက်လန့်လာကြပြီးငါးပါးတီလာကိုမြဲမြံစွာစောင့်တည်ကြကုန်တော့တယ်မထေမြတ်ကြီးကဆွန်းတင်ကန်းကြောင်းစီစသည့်ပစ္စည်းလေးပါးဖြင့်လူတန်းကငရဲ၌ကြားရောက်နေသောဆွေမျိုးများတို့အမြအတမ်းပေးဝေကြလေတော့တယ်အရှင်မဟာမောဂလန်သည်ငရဲပြည်ကြီးတော်တို့၏ဆင်းရဲဒုက္ခမြင်တွေ့ပြီးနောက်ကုသိုလ်ကံ၏ကျိုးပေးပုံကိုလည်းလူသားတို့ဟာထင်ရှားစွာပြလိုသည်ဖြင့်တကိုးတော်ဖြင့်တာဝရိန္ဒာနတ်ပြည်တော်ကိုကြွရှိတော်မူလေတယ်ခဏချင်းတွင်ပင်အရှင်မြတ်သည်နန္ဒဝန်ဥယျာဉ်တော်တွင်သို့ရောက်ရှိသွားပါတယ်ထိုနေရာ၌နတ်သားနတ်သမီးတို့သည်အလွန်လှပသောနတ်ဝတ်တန်စာများကိုဆင်လင်လျက်ရွှေရောင်တဝင်းဝင်းတောက်နေသောဗိမာန်နန်းဆောင်များတွင်ပျော်ပါနေကြသည်ကိုမြင်တွေ့ရလေတယ်အံ့ဩဖွယ်ကောင်းလာပါတကား
ကောင်းမှုကုသိုလ်၏အကျိုးပေးသည်ဤမြအထိချမ်းသာကြွယ်ဝပါသည်တကားဟုအရှင်မြတ်ကဆင်ခြင်မိလေတယ်ထိုအခါနတ်သားတစ်ပါးသည်အရှင်မြတ်ကိုမြင်လျင်ဗိမာန်ပေါ်မှဆင်းသက်၍ရှ िख ိုးကြော့လေတယ်အရှင်မြတ်သည်ထိုနတ်သားတင်ဒီလူဘဝတုန်းကမိဒီကုသိုလ်ကောင်းမှုကိုပြုခဲ့သည်ဖြင့်ဤကဲ့သို့တောက်ပသောဗိမာန်နှင့်နတ်စည်းစိမ်ကိုရရှိသည်ဟုမေးမြန်းတော်မူပါတယ်နတ်သားကပြောရှင်စွာဖြင့်အရှင်ဘုရားတပည့်တော်သည်လူဘဝတုန်းကအလွန်ဆင်းရဲသောလယ်သမားသူဖြစ်ခဲ့ပူပါတယ်တနေ့တွင်လမ်းတော်လန့်လာရဟန်းတော်တစ်ပါးအလွန်ရင်ငတ်နေသည်ကိုတွေ့သည်ဖြင့်စိတ်ကြည်လင်စွာဖြင့်ရေအေးတစ်ခွက်ကိုကပ်လူခဲ့ပူပါတယ်ထိုစေနာကြောင့်ယခုအခါဤကဲ့သို့ကြည်လင်သောနတ်ရေကန်ကြီးနှင့်ရွှေဗိမာန်ကိုပိုင်ဆိုင်ရခြင်းဖြစ်ပါတယ်ဘုရားကိုလျှောက်ထားလေတယ်အရှင်မြတ်သည်ထိုနတ်သား၏စကားကိုမှတ်သား၍အနှဲငယ်သောဒါနသည်ပင်စေတနာပြုစဉ်လျင်ကြီးမြတ်သောအကျိုးကိုပေးနိုင်ပါတကားဟုလူသားတို့အတွက်သင်ခန်းစာယူတော်မူပါတယ်အရှင်မဟာမောက္ကလန်သည်လူပြည်သို့ပြန်လည်ရောက်ရှိသောအခါငရဲသားတို့၏ဆင်းရဲပုံနှင့်နတ်သားတို့၏ချမ်းသာပုံကိုနန်းရှင်တရားဟောကြားတော်မူလေတယ်အရှင်မြတ်၏တရားကြောင့်လူအပေါင်းတို့သည်မြတ်စွာဘုရား၏သာသနာတော်ကိုပုံမသက်ဝင်ယုံကြည်လာကြပြီးအခြားသောဘာသာကြားမိစ္ဆာဒိဋ္ဌိတို့၏ကျောင်းဆောင်များတို့တွားရောက်လူတန်းတို့သည်နေပါသွားလေတော့တယ်ဤယဟန်မောက္ကလန်သည်လူတွေကိုငရဲကြောင်းပြပြီးခြောက်လန့်နေတယ်သူ၏တကိုးများကြောင့်ငါတို့၏လက်လာပါများဆုံးကုန်ပြီဟုမိစ္ဆာဒိဋ္ဌိဆရာကြီးတွေကဒေါသအမျက်ချောင်းချောင်းထွက်ကြကုန်ပါတယ်၎င်းတို့သည်အရှင်မြတ်ကိုမိတို့ဖျက်ဆီးရမည်နည်းဟုတိတ်တဆိတ်တိုင်ပင်ကြလေတော့တယ်ငါတို့သည်ဤယဟန်ကိုအရှင်မထားနိုင်တော့ပြီသူ့ကိုလှုပ်ကြံရန်ခိုးသား900ကို900မည်ဟုရုံမာတော့အကြံကိုစတင်ကြံစီကြတော့တယ်အရှင်မဟာမောက္ကလန်သည်မိမိအားရန်ပြုမိသူများရှိနေသည်ကိုနိုင်မျက်စိဖြင့်တည်တော်မူခဲ့ပါတယ်သို့တော်အရှင်မြတ်သည်ကြောက်ရွံ့ခြင်းမရှိပေအရှင်မြတ်သည်မိမိရဲ့တိတ်ဘဝတစ်ခုကမိဘကိုပြမခဲ့ဘူးတော့ဝကျေးတစ်ခုကျန်နေသေးသည်ကိုစင်ကြင်မိလေတယ်ဤဝကျေးသည်ငါးနာလို့လိုက်လာချေပြီးငါသည်တကိုးဖြစ်ရှောင်သိမ်းနိုင်တော့လေကံ၏အကျိုးပေးကိုမူရှောင်လွဲလို့မရနိုင်ဟုဥပိ္ပခာပြုကာတရားအထုတ်လက်တာနေတော်မူပါတယ်အရှင်မဟာမောက္ကလန်မထေရမြတ်သည်တကိုးတော်ဖြင့်ကောင်းကင်ယံနှင့်ပြန်တန်းနိုင်သလိုမြေချိုးနိုင်သောစွမ်းအားလည်းရှိပါတယ်သို့တော်အရှင်မြတ်သည်မိမိရဲ့အသေးစိတ်ကြောင်းကိုဆင်ခြင်ကြည့်တော့အခါအလွန်ကြီးမားသောဝကျေးတစ်ခုကိုမြင်တော်မူပါတယ်အတိတ်ဘဝတစ်ခုတွင်အရှင်မြတ်သည်မိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုသောတားကောင်းတို့ဖြစ်ခဲ့ပူပါတယ်သို့တော်မိစ္ဆာဒိဋ္ဌိဖြစ်သောဇနီးလေး၏ကုန်းတိုက်မှုကြောင့်မျက်မြင်မိဘနှစ်ပါးကိုတအုပ်တစ်ခုတွင်ခေါ်ဆောင်သွားပြီးခိုးသားများတက်ခိုက်လျင်ဟန်ဆောင်ကမိဘအရင်ကိုရိုင်းနှံနှိပ်စက်ခဲ့ပူသောအာကုလိုကံရှိခဲ့ပူပါတယ်ထိုကံကြောင့်ငရဲ၌နေပေါင်းများစွာခံစားခဲ့ရပြီးဖြစ်တော်လဲယခုနောက်ဆုံးဘဝတွင်အယိုးကြည်အောင်တက်ခံရမည်ဝကျေးကြံနေသည်ကိုမြင်တော်မူလေတယ်ငါသည်ငရဲသားတို့၏ဆင်းရဲကိုမြင်အောင်ကြည့်နိုင်တော့လဲငါကိုယ်တိုင်ပြုခဲ့ပူသောဝကျေးကိုမူတကိုးဖြစ်ပင်တားဆီး၍မရနိုင်ပါတကားဟုအရှင်မြတ်သည်ဥပိ္ပခာတရားဖြင့်ဆင်ခြင်တော်မူလေတယ်မိစ္ဆာဒိဋ္ဌိတို့ငားရမ်းလိုက်သောခိုးသား900တို့သည်အရှင်မဟာမောက္ကလန်တည်င်း300ကာထတီလာကြောက်ဖြတ်တော်တို့ရောက်ရှိလာကြပါတယ်သူတို့သည်အရှင်မြတ်ကိုတက်ဖြတ်ရန်တောင်းကိုဝန်းရံထားလိုက်ကြပါတယ်ပထမကြိမ်ခိုးသားတို့အကြောင်းတွင်ဝင်ရောက်တော့အခါအရှင်မြတ်သည်တကိုးတော်ဖြင့်တောပေါက်မှထွက်ပြေးတော်မူလေတယ်ဒုတိယကြိမ်တွင်ကြောက်ခေါမိုးကိုဖောက်၍ကောင်းကင်သို့ပြန်တက်သွားတော်မူပါတယ်ဤသို့ဖြင့်နှစ်ကြိမ်တန်တန်ရှောင်းလဲခဲ့ဒီမှာခိုးသားတို့ကိုကြောက်ရမဟုတ်ပဲသာသနာတော်အတွက်အလုတ်ကြီးပြုလိုသေးသောကြောင့်ပင်ဖြစ်ပါတယ်သို့တော်တတိယကြိမ်တွင်မူအရှင်မြတ်သည်ငါးဤဝကျေးကိုပေးဆက်ရန်ချိန်တန်ပြီဟုသိမြင်တော်မူပြီးတကိုးမသုံးတော့ပဲတရားအထုတ်လျက်ငြိမ်သက်စွာနေတော်မူပါတယ်ခိုးသား900တို့သည်အရှင်မြတ်ကိုဖမ်းမိသောအခါဤယဟန်ကြောင့်ငါတို့ဆရာတွေလက်လာပါနေရသည်ဟုဆိုကာအလွန်ရက်ဆက်စွာရမ်းနေကြပါတော့တယ်အရှင်မြတ်၏အယိုးများတချောင်းမကြံကြေးမော့သွားသည့်ထိအသားများတွေးတန်ရရဖြစ်သည့်ထိထူထောင်းကြပါတော့တယ်ခိုးသားတို့သည်အရှင်မြတ်ကိုတေးပြီးဟုထင်မှတ်ကချုံမိုးတစ်ခုတွင်ပြစ်ချ၍ထောင်းခွာသွားကြပါတယ်သို့တော်အရှင်မြတ်သည်ယဟန္တာဖြစ်တော်မူသည်နှင့်အညီခန္ဓာကိုယ်ကြီးကြေမော့နေတော့လဲစိတ်တော်မှမူကြည်လင်လျက်ရှိတော်မူပါတယ်ငါသည်မြတ်စွာဘုရားရှင်ကိုနောက်ဆုံးအချိန်ခြေကိုကြော့ပြီးမှပရိနိဗ္ဗာန်ပြုမိဟုအဋ္ဌံကအယိုးအစင်များကြေမော့နေသောခန္ဓာကိုယ်ကိုဇံအပင်ဉဏ်ဖြင့်ခန္ဓာသာတည်မြဲအောင်ပြုလုပ်ပြီးနောက်အရှင်မဟာမောက္ကလန်သည်ကောင်းကင်ယံမှပြန်တန်းကဒီတဘုံကျောင်းတော်သို့ကြွချီတော်မူလာခဲ့ပါတယ်အရှင်မြတ်မြင်မြင်တို့ဆင်းသက်လိုက်သည်နှင့်တွေးတန်ရရဖြင့်ကြေမော့နေသောပုံတံကိုမြင်ရသူတိုင်းရင်းနှီးအောင်ခံစားရလေတယ်အရှင်မြတ်သည်မြတ်စွာဘုရားရှင်ခြေတော်ရင်း၌ဝိုးစင်းကမြတ်စွာဘုရားတပည့်တော်၏ခန္ဓာဝန်သည်ယနေ့ဆုံးသက်ပါပြီအတိတ်ကပြုခဲ့မှုသောမိဘအပေါ်ပြမခဲ့သည့်ဝကျေးကိုလည်းအယိုးကြည်အောင်ပေးဆက်ခဲ့ပါပြီတပည့်တော်ဟာပရိနိဗ္ဗာန်ပြုခဲ့ပေးတော်မူပါဘုရားဟုလျှောက်ထားလေတော့တယ်မြတ်စွာဘုရားရှင်သည်ကရုဏာတော်ဖြင့်ကြည်ရှုကာရှစ်သားမောက္ကလန်တင်ကဲ့သို့သောတကိုးကြီးမသည့်တာဝကမြတ်ကိုငါဘုရား၏သာသနာတော်၌နောက်ထပ်မြင်တွေ့ရတော်မူမဟုတ်ပေတေ၏နောက်ဆုံးတရားကိုဟောကြားပြီးတကိုးတော်ကိုပြသခဲ့အောင်တော်ဟုမိန့်ကြားတော်မူခဲ့ပါတယ်အရှင်မဟာမောက္ကလန်သည်မြတ်စွာဘုရား၏အမိန့်အရကောင်းကင်သို့82ကြိမ်တိုင်ပြန်တက်၍
အမျိုးမျိုးသောတကိုးပြူဟာများကိုပြသတော်မူပါတယ်တခါတရံမီးလျံများထွက်စေတခါတရံရေရှင်များစီးဆင်းစေပြီးနောက်ကောင်းကင်ရံနဲ့ရက်တန့်လျက်လူနဲ့မြမာတို့ဟာနောက်ဆုံးတန်ဝေကတရားကိုဟောကြားတော်မူလေတယ်။အိုဝိနည်းရတဲ့တော်တို့ကြည်ကြတော့ငါဒီဖျားရှင်လက်ဝဲတော်ရန်တကိုးအရာ၌ဣတတဲ့ရတော်ဟန်တာဖြစ်တော်လေအတိတ်ကပြုခဲ့တော်ကံရဲ့အကျိုးကိုမူရှောင်လွဲရမရခဲ့ပြီ။ကံဒီတာလည်းမိမိရဲ့ရှင်တခင်ဖြစ်၏ကံဒီတာလည်းမိမိရဲ့အမွေနှင့်ဖြစ်၏ထို့ကြောင့်မကောင်းမှုကိုမြူမုံခန့်မြပင်မပြုကြပါနှင့်မိဘကိုလှုပ်ကြွေးကြလော့တီလာကိုဆောက်ထင်းကြလော့ဟုမှာကြားတော်မူခဲ့ပါတယ်။တရားဟောကြားပြီးနောက်ရှင်မြတ်သည်ကာလတီလာကြောက်ဖြာတော်လို့ပြန်လည်ကြွချီကငြိမ်သက်စွာဖြင့်ပြိဋိနိဗ္ဗာန်ဆံဝင်တော်မူခဲ့ပါတယ်။အရှင်မြတ်ပြိဋိနိဗ္ဗာန်ဆံသည့်တည်င်းသည်တပြည်လုံးသို့ပြန့်နှံ့သွားရာအစာတသက်မင်းကြီးသည်အလိုအမြတ်ထတော်မူလေတော့တယ်။မင်းကြီးသည်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာမှတစဉ်ကိုတော်900နှင့်၎င်းတို့ကို900တော်မိစ္ဆာဒိဋ္ဌိတို့ဖမ်းဆီးမိလေတော့တယ်။မင်းကြီးသည်ထိုလူတို့ကိုမြေတွင်း၌ခါအထိမြုပ်စေပြီးလျှင်ကောက်ရိုးများကိုအပေါ်မှပုံကမိရှို့ရတက်စေခဲ့ပါတယ်။၎င်းတို့သည်လူပြည်၌လက်ငင်းဝန်းခံရရုံသာမကတေလွန်သောအခါတွင်လည်းအရှင်မဟာမောက္ကလံမြင်တွေ့ခဲ့ရသည့်အဝေးစီငရဲတို့တိုက်ရိုက်ကြောက်သွားကြပါတော့လေဒီဇလန်ကတော့ဒီလောက်ပါပဲခင်ဗျာအကြောင်းအရာမပြည့်စုံတာမိုင်းနာတင်ပါခဲ့ရင်လည်းနားလည်ခွင့်လို့ပြကြပါအောင်လို့ဒီနေရာကနေပဲတခါတည်းတောင်းပန်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like and share လေးတွေနေပြီးကိုညီပေးခဲ့ကြပါအောင်ခင်ဗျာ